ဘုရားအဆုံးအမထဲမှာတထေးအတွက်အဆုံးအမဆင်းရဲသားအတွက်အဆုံးအမဂုံရှိတဲ့လူအတွက်အဆုံးအမဂုံမရှိတဲ့လူအတွက်အဆုံးအမကျွန်အတွက်အဆုံးအမရဲ့လို့ခွဲထားသလားတပြေးညီဆုံးမထားတာလားကောင်းတာလို့ရင်မကောင်းတာလို့ရင်ရှင်ဘုရင်ကြီးမကောင်းတာလို့လဲမကောင်းကြိုးပဲပေးမှာဆင်းရဲသားကကောင်းတာလို့ရင်ကောဘယ်လိုက်ချင်းဒါဝါဒလားအမှန်တရားလားအဲ့ဒီမှာဝါဒအကြောင်းသိအောင်ပြောမယ်နော်တူတူလေးပဲအချိန်ရမရှိတော့အဲ့တော့ဘုရားရှိခိုးတော်မြတ်ကြီးရှိစဉ်သာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေသောဝင်ဂီသဆိုတဲ့ပုံနာတစ်ယောက်ရှိတယ်ဘယ်သူလဲလဲအဲ့ဒီပုံနာကပေါ့တော့မဟုတ်ပရပိုက်မကမွေးတာသူ့အဖေဘက်ကဝါဒ900ကျွမ်းကျင်ဘယ်လောက်အဖေဘက်ကအမေဘက်ကလည်းဝါဒ900ဆိုတော့သူကဝါဒ1000နိုင်နေတယ်ဘယ်လောက်အဲ့တုန်းကဝါဒရှင်တွေဟာအသီးသီးသူ့ဝါဒနဲ့ကိုယ်ဝါဒပြိုင်နေကြတယ်ဘာလို့နေကြလဲဘာတွေပြိုင်နေတေချာလုံးတော့တို့ဖရာအဆုံးမမှာပြိုင်เสียပြိုင်ဘက်ကောမရှိဘူးဘာဖြစ်လို့လဲဝါဒမဟုတ်လို့တေချာပြောရှင်းသလားဖရာအဆုံးမမှာညင်းချက်ထုတ်เสียရှိတကယ်ဆိုရင်တရားဟောလဲဘယ်သူမဆိုလွတ်လွတ်လပ်လပ်ဟောပိုင်ခွင့်ရှိတယ်နာတဲ့လူကကိုယ့်အကိုဆင်ကျင်ပြီးနာဖယားငါပြောတယ်ဆိုပြီးတော့တောင်းမယုံနဲ့ရှင်းလားသဘောပေါက်သလားရှင်းတယ်နော်လောကမှာမတတ်အတဲ့ပညာမရှိဘူးအဲ့တော့အခုအားလုံးသိထားမှာငါတို့ကိုးကွယ်နေတဲ့ဖယားသည်ဝါဒရှင်လားအဆုံးမရှင်လားဒါဖြင့်ကဲတင်ရှင်လားလမ်းပြသူလားကိုလမ်းကိုလျှောက်ကိုသမိုင်းလျှောက်တဲ့လူရောက်မယ်ဘာလဲနိဗ္ဗာန်လမ်းကိုလျှောက်ရင်နတ်ပြည်လမ်းကိုလျှောက်ရင်ငရဲလမ်းကိုလျှောက်ရင်ဘယ်သူလျှောက်တဲ့ပေါ်မူတည်တာလဲဘယ်သူမပြုတ်ဘယ်သူကိုဘယ်သူအားကိုးရမှာလဲရှင်းသလားသူတကာကပို့မှာလားကိုလန်းကိုလျှောက်ရမှာလားကြိုက်တယ်လို့ရှင်းလားဖယားကဲမှာလားကိုကဲရမှာဖယားကဲတာနဲ့ကိုကဲရတာဘယ်ဟာကောင်းလဲရေးသားမခုနဲ့နော်10ပေးပြီး9000ရောက်ရကျင်တာဟာတရားသလားမတရားဘူးအဲ့ဒါအချောင်သမားရဲ့အကျင့်ဘာအကျင့်ဖြင်းသောညံ့သောနှုံသောပုဂ္ဂိုလ်များ၏အလုပ်ရှင်းလား9000ရခြင်း9000တန်တဲ့အလုပ်ကိုလုပ်ပါ9000တန်တဲ့အလုပ်ကိုလုပ်ပြီးမှ9000မပေးရင်တော့တွယ်ထလိုက်သူ့မင်္ဂလာတော့လာကြောလို့တော့မရဘူးဒါလုပ်ထားရင်ဒါပေးမပေးရင်မင်းနဲ့ငါနဲ့တွေ့ပြီမလုတ်ဖဲနဲ့လည်းဘာမှလာမပေးနဲ့ဘာတစ်ခုမှမလို့ခြင်းရှင်းလားရှင်းသလားကောင်းပြီအဲ့ဒါကြည့်ဝါဒရှင်ဝါဒဘလောက်ပိုင်အဲ့1000အပြင်သူကဒိတာပါမောက်ကဆရာကြီးထံမှာထာရသ18ရက်တင်းဒီထဲမှာသူထူးခြားတာလေးတစ်ခုသင်လာတယ်မန္တန်အတက်ဘာတက်လဲအဲ့ဒီမန္တန်ကဘာလဲဆိုတော့လူသေးပြီးသားပုဂ္ဂိုလ်ရဲ့အယိုးခေါင်းကိုမန္တန်ရွတ်ပြီးခေါင်းခောက်လိုက်ရင်သူကဒီလူသေးဒီသေးတဲ့ပုဂ္ဂိုလ်ဘယ်ဘုံရောက်နေတယ်လို့သူကပြောနိုင်တယ်ရှင်းပြီနော်သဘောပေါက်ကြသလားဒါပြင်သူ့မှာအဲ့ဒီပညာရောမရှိဘူးလားပညာအပြင်သူ့မှာဝါဒဘယ်လောက်ရှိလဲ1000ဆိုတော့သူ့ကိုယ်သူသိပြီးတော့အထင်ကြီးအဲ့ဒါတခုလည်းဒါကြိုပြောထားအောင်ခုသူတော်ကောင်းတို့ဦးဇင်းတို့ဘာသိပြီလဲဘာမှမသိသေးဘူးသိအောင်ကြိုးစားနေဥဒုမင်္ဂလာလဲသင်ရဲနဲ့ပို့ချ
ပို့ချရင်းနဲ့တင်နေရတာပြည့်စုံလို့တော့ဟုတ်ဒါမှမလို့ရောက်ရရမှာပြောရတယ်တပည့်တော်ဤမာယွင်ချွတ်ချော်အတိန်ဆောင်များရှိရင်အချိန်မရွေးသတိပေးကြပါဗျာဝေဖန်ကြပါဗျာရှင်းသလားအဝေဖန်ခံနိုင်မှတိုးတက်ဟုတ်ပြီနော်ကိုယ့်အပြစ်ကိုမြင်သလားသူများပြောမှသိတာကိုတော့လူစွမ်းကောင်းပဲရှင်းသလားအဲ့တော့ဘသူဝေဖန်ခိုင်းရမလဲသူများဝေဖန်ခိုင်းရမယ်ဝေဖန်ပေးတဲ့လူကကျေးဇူးရှင်အပြစ်များပြောလေကျေးဇူးကြီးလေရှင်းလားငါကုံကိုတိပြီးတက်ပြီးပြည့်စုံပြီးလို့ယူဆတဲ့နေ့ဟာကြာဆုံးတဲ့နေ့ပဲရှင်းသလားသဘောပေါက်သလားခုဝင်ဂီတဖြစ်နေတာအဲ့ဒါသူကိုယ်သူမာနတွေထဲနေတယ်အဲ့ဒီအချိန်မှာသူပညာကိုပြတော့ဘေးကစီးပွားရေးသမားတွေနဲ့တွားတွေ့တယ်စီးပွားရေးသမားပုံသားတွေโอเคဒီကောင်မာနကြီးတယ်ဒီကောင်မြောက်ပေးပြီးလှုပ်စားရရင်အဆင်ပြေမှာပဲဆိုပြီးတော့ဆရာကြီးဂုရုကြီးဆရာကြီးကသိတော်တာကျွန်တော်တို့ဒါလေးအဲ့ဒါတခြားရွာကိုသွားပြီးတော့ဟိုမှာဒုက္ခရောက်နေတဲ့လူတွေရှိတယ်သူတို့အမျိုးတွေဘယ်ရောက်နေမှမသိဘူးသိချင်နေကြတာအဲ့ဒါဆရာကြီးပြရစမ်းပါဆရာကြီးအကုန်သိတာသိတာပေါ့ဆိုတော့ရွာစဉ်လှည့်ပြီးတော့အဲ့ဒီလူသေးဟောစာဘာဟောစာတကယ်တော့ तू ကရှေ့ကပြောရတာနောက်ကဝိုက်တဲ့ကောင်ကဝိုက်သွားတာကျင်သလားပုံသားတွေကလှုပ်စားတယ်အဲ့တော့ခေါင်းခေါက်လိုက်ဒီပုဂ္ဂိုလ်ကငရဲသွားပြီဒီကောင်ခေါက်လိုက်ဒီပုဂ္ဂိုလ်ကပိတ်တာဖြစ်နေတယ်ခေါင်းခေါက်လိုက်ဒီကောင်ကနတ်ပြည်မှာဘယ်ဘုံမှာတာဝရိန္ဒာယာမတုတ်တိတာနေမနတတိပြောနိုင်တယ်အဲ့တော့အဲ့ဒါလှည့်ရင်းနဲ့ဒါကဝင်ဂီတကရာဇကြိုကဖျားကဘယ်မှာနေလဲဆိုတော့သာဝတ္ထိမှာနေကောသလတိုင်းထဲမှာဘယ်မှာနေလဲသာဝတ္ထိဇေတဝန်ကျောင်းတော်မှာနေတော့အဲ့ဒါလှည့်လာရင်းနဲ့သူတို့ဒီလိုပေါ့လေဝင်ဂီတမြောက်ပေးပြီးတော့နယ်လှည့်ပြီးတော့သူတို့အဲ့လိုဟောလာခဲ့တာဇေတဝန်ကျောင်းသားရောက်လာတယ်ဘယ်ရောက်လာလဲအဲ့တော့ကျောင်းသားမှာသူတို့ခိတ္တဇရဲချနေတော့ဖျားတရားနာဖို့သာဝတ္ထိမြို့ထဲကလူတွေအိုးနဲ့ညက်နေဘုရားကျောင်းတော်မှာနေ့စဉ်တရားပွဲရှိတယ်။ပါတယ်လေခုခေတ်တော့တရားတပွဲဖြစ်ဖို့ကိုအဲ့ဒါလေးလဲစဉ်းစားဖို့ကောင်း။ဦးဇင်းကပြောတယ်ခရစ်ယာန်တွေစနေတနင်္ဂနွေတိုင်းလူကြီးကလေးအကုန်ပါလို့ဘုရားကျောင်းသွားတယ်။မွတ်စလင်တောက်ကြနေရောက်ရင်ရှိတဲ့အလုပ်အကုန်ပြစ်ချပြီးတော့အကုန်ဘုရားကျောင်းသွားတယ်ဗုဒ္ဓဘာသာတွေဘယ်နေ့အလုပ်တွေအကုန်နားပြီးတော့ဘုန်းကြီးကျောင်းပုံမှန်သွားကြတယ်သွားတော့ဘာလုပ်ပေးလဲအေးတာပဲအဲ့ဒါအဖြေပဲဟိုးထက်ရှမ်းပြည်ပဲကျတော့အလေးထားရှိတယ်အဖေဥပုပ်တိုင်းမှာရွာထဲကအဖိုးကြီးတွေအဖွားကြီးတွေအကုန်ကျောင်းသွားတယ်ဒါကျောင်းမှာသီလပေးမဲ့ပုဂ္ဂိုလ်ကိုမရှိဘူးအဲ့တော့သီလပေးပြန်တော့ပေးပြီးပြီတဏီကုံဥပုသ်ဆောင်ပြီးသူတို့မှတရားဟောမယ်လို့မရှိဘာမရှိတော့ဘာလို့အောင်လို့ဆိုတိမ်ဘေးပတ်လဲသွားပြီးပတိလေးတွေစိတ်နေကြတယ်ခွက်ကလေးကနှစ်ခွက်ဒီဘက်မှာပေါပွင့်နေထဲထားတယ်အဲ့တော့ပတိတစ်ပတ်ပြီးလိုက်ပေါတစ်ပွင့်ဟိုဘက်ရွှေ့လိုက်နော်တဏီကုံအလုံးလုံးနေရတယ်အဲ့တော့အဖွားဘာလုံးနေတာဆိုပတိစိတ်နေတာတဲ့ဒီနေ့ဘာနေ့လို့ဆိုဥပုံနေ့လေကိုတော့တဲ့ဥပုံနေ့ဆိုကြောင်းလာတယ်တဲ့သီလယူပြီးပြီလားဆိုဘယ်သူပေးလို့တော့နဲ့ကိုသိန်နာလာယူရတာโอเคသိန်နာယူပြီးတော့အခုတနေကုန်ပါတော့တနေကုန်ငါတို့ပရိစိတ်ပြန်မဲတဲ့ဟာတရားသွားဟောခိုင်းမလားဆိုဘူးဟောဘူးတဲ့အဲ့တော့ဘုန်းကြီးတွေဘက်ကလည်းပြက်နေပြီလို့တောင်းပြောတာရှင်းလားဒါတော့တန်ဃာတော်ရှင်သူမြတ်တွေလည်းရောက်တဲ့ရာတောင်းပါနဲ့ရှင်ဗျာရွာထဲကလူငယ်တွေကိုဥပုံတွေကြောင်းရောက်အောင်ခေါ်ပါကျောင်းသားရှင်ဝေယဝဆလှုပ်ပြီးရင်ဩဝါဒတစ်ခုပေးပါဆိုတော့ငါမဟောတတ်ဘူးတဲ့မဟောတတ်ရင်စာအုပ်ကြီးဖတ်ပြလိုက်ဗျာလို့ဓမ္မပဒတွေရှိပါတယ်ဘာတွေရှိလဲဓမ္မပဒပိုက်ရီဘလောက်ကနေဘလောက်ဟေးဖရာဘာပြောတာလဲမနားထောင်ကြဆိုတပိုက်နားထောင်ပြန်တော့တို့ခရစ်ယာန်ကျောင်းဒီလိုလုပ်တာပဲခန်းကြီးဘလောက်ခန်းငယ်ဘလောက်ပိုက်ရီဘလောက်ကစာကျောင်းရီဘလောက်မှဘုရားသခင်ကဘာပြောထားတယ်အာမင်โอเคရှင်းလားတို့ဗုဒ္ဓဘာသာတွေမှာ missionary method တော်တော်ချွတ်ယွင်းနေတယ်အားလုံးက very lazy club ဖြစ်နေနော်ကိုတော့ပသိမ်မှာ emperor ရှိတယ်အခုတော့လောလောဆယ် lazy club ဟမ် lazy club ဆိုသိပ်ပြင်းတဲ့လူတွေပဲဘုန်းကြီးကလည်းဘုန်းကြီးပြင်း
တိတ်စင်ပြုတ်တယ်နဲ့မနေ့ပြန်မှာပါမပူပါနဲ့ဟမ်ယဟန်လည်းသူ့ဂုံဘုံနဲ့သူစာပီအိတ်နေဘိခဝေသေရင်ဘယ်နတ်ပြည်မှမတက်ဘူးတဲအိုးထွက်သွားမှာရှင်းလားပက်လက်ဆိုမှတော့ပိဋ္ဌာသေးတာခမညာကျင်းသလားဂိုင်းရှိစီဟုတ်ပါဘုရားကျောင်းတော်ကိုညနေတိုင်းတရားပွဲသွားတော့တရားနာပိဋကတ်တွေလာတော့သူတို့ပြောဟာမင်းတို့ဘယ်သွားမလို့ဘုရားစီသွားမလို့ဟာမင်းတို့ဘုရားဘာစွမ်းလို့လဲဒီမှာငါတို့ဆရာကြီးရှိတယ်ဂုရုကြီးသူကလူသေးအလောင်းတွေလူသေးအယိုးတွေကိုအယိုးကောင်းခောက်ပြီးအကုန်ပြောနိုင်တဲ့ဆိုတော့ဘုရားရဲ့တပည့်တွေကဒါတွေတုံလုံးမလားဘုရားတပည့်အစ်စ်ဆိုဒီပေါ်မှာတန်ဖိုးထားမလားဟာမင်းတို့လူပြောနေတာဘာဟုတ်တို့ဘုရားကအစအဆုံးအကုန်သိတယ်တဲ့ဘုရားတဲ့သိတဲ့လူလောကမှာမရှိဘူးပြောတော့ဟိုကောင်းမခံခြင်းအော်မင်းတို့ဘုရားဘယ်လောက်သိလို့ငါလောက်သိသလားဟုတ်ပြီနော်အဲ့ဒါနဲ့နှစ်ဖက်ပြိုင်ညပြိုင်တော့ဘုရားတပည့်တွေကလည်းအရှုံးမပေးဘူးဟာမင်းသိတာဘာမဟုတ်မင်းနာတော့ငါတို့အချိန်ဖြုံးနိုင်ဘူးဘယ်သူနာသွားမလဲဘုရားနာသွားတရားနာမယ်ဆိုတော့ဒါဖြင့်ဒီပုဂ္ဂိုလ်နဲ့ငါတွေ့ကျင်တယ်ကွာငါထက်တာတဲ့လူရှိရင်ပြိုင်မယ်မာနပါလေအဲ့ဒါနဲ့လာလိုက်ခဲ့ပြိုင်ခြင်းရင်ဘုရားနဲ့ရတော့ဘုရားဆိုတာအတူလဲဘုရားကိုဘယ်သူတုလို့ရတော့ပြိုင်ဘက်မရှိဆိုသူလာတော့မယ်ဆိုတာနဲ့ဘုရားကလည်းကြိုသိထားတယ်ဒီနေ့ဝင်ကိသလာလိုက်မယ်ကြိုသိတယ်သိတော့ကြိုပြီးတော့အယိုးကောင်းနေအပယ်သွားတဲ့ခေါင်းတစ်ကောင်တလိษံဖြစ်တဲ့ခေါင်းတစ်ကောင်ပိဋ္ဌာဖြစ်တဲ့ခေါင်းတစ်ကောင်နတ်ပြည်သွားတဲ့ခေါင်းတစ်ကောင်ဘယ်နှကောင်ရှိသွားလဲ၄ကောင်နောက်ထပ်ယဟန္တာခေါင်းတစ်ကောင်ဘာလဲခေါင်းဘယ်နှကောင်အယိုး၅ခုချပြီးစောင့်တယ်ဝင်ကိတလာပြီသူပြေးတယ်လာတွေးကြသေးတာပေါ့မင်းတို့ဖေကဘာစွမ်းတယ်ဘာညာပေါ့လာတော့ဖះရှိရောက်တော့ဝင်ကိတလာသလားမမကျမ်းပါသလားချမ်းသာသလားအလာဘသလာဘလောကဝတ်နှုတ်ဆက်ပြီးတဲ့အချိန်မှာဝင်ကိတတဲ့မင်းသတင်းတဲ့ချီးတယ်ကွာတဲ့တော့ပြိုင်မဲ့လူကလာပြီးတော့ချီးကျူးလိုက်တော့သူဘာဆက်ပြောမှမသိဘူးနော်မင်းတော်တော်နာမည်ကြီးတဲ့လူပဲတဲ့မင်းအယိုးကောင်းခောက်ပြီးတော့သွားရဘုံဘဝပြောနိုင်တယ်ဆိုတာဟုတ်သလားတဲ့မမဒါဖြင့်မင်းအကုန်ပြောနိုင်သလားပြောနိုင်ပါတယ်ဖေရကဲပြောနိုင်ပြောသမ်းကွာနံပါတ်1ခေါင်းခောက်ကြည့်မန္တရွတ်ကြည့်လိုက်အာရှင်ဘုရားဒါဒီဟာငရဲမှာဒီပုဂ္ဂိုလ်ပဲမှာတဲ့သူကသူများအသက်သားသူများသားမယားစောကမုသားပြောအကုသိုလ်တွေလှုပ်လို့ဘယ်ရောက်ကုန်မလဲငရဲရောက်သွားပြီဖေရဆိုတော့ဖေရသာဓုဝင်ကိသတော်လိုက်တာတဲ့မှန်တယ်ဟေးဒါပြင်နောက်တစ်ကောင်းကွာခောက်လိုက်အာပိဋ္ဌာဖြစ်နေတယ်မဖြစ်နေလဲဘယ်နာလိမ့်မယ်ဘယ်သိင်းချင်းမှာပိဋ္ဌာဖြစ်နေတယ်သူများနှတ်တွေတို့တွေခောက်စားနေတယ်တော်ပြီနော်ရှင်းသလားသားဆွဲသေးသမီးဆွဲသေးပစ္စည်းဆွဲသေးတဲ့လူကပိဋ္ဌာဖြစ်ပိဋ္ဌာဖြစ်ရင်နှတ်တွေသူများစွန့်ပစ်တဲ့အရာကိုစားရဒါပေမဲ့ခင်ဗျားတို့တင်နေတဲ့38မိနစ်ကြက်ကြော်လည်းမစားနိုင်ဘူးဘရန်ဒီလည်းမတောက်နိုင်ဘူးတကယ်ကသူတို့စားတာနှတ်နဲ့တွေရှင်းလားကြက်ကြော်တော့ဖုံလို့ကြိုက်တယ်ရှင်းသလားစားနိုင်တဲ့လူတွေရှိတယ်လာသမ်းပါကျင်တယ်နော်ကောင်းပြီအဲ့တော့ပိဋ္ဌာဖြစ်နေတယ်နော်နတ်ကတော်ရောင်ဘာရောင်လှုပ်လို့ပိဋ္ဌာဖြစ်နေတယ်ရှင်းလိုက်အဲ့ဒါခေါင်းခောက်ပြီးပြောဖះသာဓုမှန်တယ်ချစ်သားတဲ့မှန်တယ်ဝင်ကိတဒါပြင်နောက်တစ်ခေါက်အာတလိษံဖြစ်နေတယ်အရင်ဘဝဘုန်းကြီးဖြစ်ပြီးတော့သူများဆွနေစားပြီးတာဝန်မကျေလို့အခုနွားဖြစ်ပြီးတော့လဲထောနေရတယ်ရှင်းသလားကိုအကြောင်းကိုပြောတာကောင်းတယ်နော်ဟာကောင်းလေဟာဒါမြင်းဖြစ်နေတယ်အရင်ဘဝတဲ့ဓမ္မဂရိကလှုပ်ပြီးလောဘကြီးလို့အခုလဲဆွဲနေရတယ်ရှင်းလားကိုပြောတာအန္တရာယ်ကင်းတယ်ကျင်သလားအဲ့ဒါဦးဇင်းတို့လည်းသတိထားနေရတယ်ဒီဟာကြီးတွေလာပြီးကြော့လေးမင်းတာဝန်ကျင်နော်မကျင်နွားဖြစ်ဆွဲလဲဖြစ်ဆွဲကြက်ဖြစ်ဆက်ပဇွန်ဖြစ်ဆက်ငါဖြစ်ဆက်ပ
ပြီးနိုင်ပါဦးမလားကြောက်လွန်လို့ရှင်းသလားသာဓုသာဓုဘုရားကမှန်တယ်ဝင်ကြီးသားနောက်တစ်ကောင်းခေါ့ဘယ်ရောက်လဲနတ်ပြည်ရောက်တယ်ဟုတ်ပြီနော်ဟာဒီတယောက်ကတော့ကုသိုလ်ကောင်းမှုတွေလုပ်သီလလုံးကြုံနေအခုဘယ်ရောက်နေလဲနတ်ပြည်ရောက်နေတဲ့သာဓုသာဓုသာဓုဝင်ကြီးသားဆိုတာနဲ့နောက်တစ်ကောင်းထပ်ခေါ့မန္တန်ရော့ခေါ့ဘာကောင်းတော့ရဟနာကောင်းရဟနာဆိုတာ32ပုံထဲမှာရှိတော့ယုံနာအလုံးဖြစ်ပြက်သုံးချုပ်ဆုံးနိဗ္ဗာန်မှဆိုတော့နိဗ္ဗာန်ဆိုတော့ပြိဋိနိဗ္ဗာန်စံဝင်သွားပြီရုပ်ဖြစ်သေးလားနာမ်ဖြစ်သေးလားဒုက္ခရှိသေးလားmessage ရောက်မလားနော် www.newyork.com အမေရိကန်သွားကြည့်မရှိဘူးအဲ့ဒါနဲ့ www.afghanistan.com မရှိဘူးဘင်္ဂလားဒေ့ရှ်ပြောက်တော့ပြောက်သွားပြီရှင်းတော့ရှာဘယ်မှာမှရှာလို့မရဘူး awizi.com မှလည်းမရှိဘူး napji.com မှလည်းvyamapi.com မှလည်းဘယ်မှာရှာမရတော့ဝင်ကြီးသားဘယ်လိုလုပ်မင်းတွေ့သလားတဲ့I don't see ဟမ် I can see မမြင်နိုင်တော့ဘူးမင်းရှုံးပေးပလားတဲ့ပေးပါပြီဒါဖြင့်ရှင်ကြီးကောရမသိတာဟာသိတာဗောငါသိတယ်ဒါဖြင့်အဲ့ဒါသိအောင်ဘယ်လိုလုပ်ရမလဲငါစီမှာမန္တန်သင်မရမယ်မန္တန်ကြိုက်တဲ့လူဆိုမန္တန်နဲ့ဆွဲတာဗောဟုတ်ပြီနော်သိမလားဆိုသိမယ်ဒီတိုင်းတော့သိလို့မရဘူးသင်္ကန်းဝတ်ရမယ်ဘာလုပ်ရမလဲဝတ်ရမယ်ဆိုတော့ခေါ်ချွေးတွေပြန်လှဲပြီးတော့ငါထက်တော်တဲ့လူတွေ့ပြီးတယ်အဲ့တော့ငါသူ့စီမှာတင်ပြီးသွားရင်လောကမှာငါထက်တက်တဲ့လူမရှိတော့ဒီရှင်ကြီးကောရမငါထက်ဒီကာထာတော်တယ်ငါကဝါရ1000မှာကျွမ်းတယ်ရှင်ကြီးကောရမဒါတွေမပိုင်အဲ့တော့ငါချဖျောင်းနေငါ့ကိုခဏဆောင်တရက်နေ့ရက်ဆောင် excuse me ဟမ်တော့ဘာနော်ငါဒီတင်တန်းတက်လိုက်အောင်မယ်ဆိုပြီးရှင်ဗျဝတ်မယ်ဗျโอเคဝတ်ကရုံတော့ပါညာတော့ငါဝတ်တင်ပေးလိုက်တယ်32ကောတတာဘာတင်ပေးလိုက်သပင်မွေးညင်းခြေသက်လက်သက်အရည်တူရေပါအရည်ကြောက်အဆုပ်နှလုံးကြောက်ကအသေးအညို့ပေါ့လေထဲထဲမှာရှိတဲ့သွေးပြည်တလိပ်မရှိဘူးလားအဲ့ဒါတွေကိုမင်းဒါရွတ်ဆိုတော့ဒါမန္တန်လားအေးအဲ့ဒီမန္တန်ရွတ်ရင်အကုန်သိမှာသိတယ်ချဆိုတော့ပထမတစ်ရက်ရွတ်တယ်ဆိုတာဘာလုပ်နေတာလဲဆိုပွားများဘာလုပ်နေအောင်သပင်ကောသူတော်ကောင်းတို့တဏ္ဍာမှာသပင်မရှိဘူးလားတင့်တယ်သလားသပင်လေငါစီတော့သပင်မရှိဘူးခင်ဗျားတို့စီပြောတာဟမ်သပင်ကခေါင်းမှာရှိတာလေအဲ့တော့အမြတ်တလုံးမထားဘူးလားကဲအဲ့သပင်ကြီးလေးသမင်းစားတဲ့ထဲပါလာရင်ဟမ်အဲ့တော့မြတ်နုံထားသလားဟဲငါသပင်လေးလို့များလာသလားဒါတော့ဖြင့်သနေတာငါခေါင်းဘယ်သူမှမကင်နဲ့တဲ့ရှင်းတယ်နော်ဒါပေမဲ့သမင်းမဝဲတဲ့ရောက်တော့ဘာဖြစ်လို့ဒီလိုဖြစ်နေတယ်လဲတင့်တယ်တာပါလားမွေးညင်းခြေသက်လက်သက်အရည်တူအရည်ပါလွမ်းလောက်เสียရှိလားသူပါလားအာသူပါလားနှိမ့်စလားအနှိမ့်စလားအဲ့ဒါလေးကိုဘုရားကပြောပြသူကတခါတည်းဆင်းချင်းသူတငယ်ချင်းတွေလာမေးတယ်ဟိုမှာလိုက်လှုပ်ရှားတဲ့လူတွေကတရက်ဆိုဘတ်ဂျက်ထိခိုက်တယ်လေတာဝတိဆိုတော့လူဦးရေသိမ့်များတယ်အဲ့တော့မင်းဘာလုပ်နေတာလဲပြီးသေးဘူးလားဒါလေးတင်နေတယ်ဘာမှမဘူးနဲ့ခဏနေရမှာကျင်းလိုက်3ရက်ဘယ်လောက်လဲ3ရက်လဲနေရောယဟန္တာဖြစ်သွားဘာဖြစ်သွားတကယ်ခန္ဓာမှာရှိတာအနိစ္စဒုက္ခအနတ္တခန္ဓာပေါ်မှာตายရစရာရောရှိလားမဲ့မောစရာရောခန္ဓာမှန်ရင်ဘာသစ္စာသိကြတယ်နော်အဲ့ဒီဒုက္ခသစ္စာကြီးသူသိသွားတော့ဒီပေါ်မှာတတ်မဲ့ခြင်းမဲ့မောခြင်းရှိသေးလား32ပုံမှာလဲတယ်ဆိုတာမဲ့မောတဲ့လူလဲတာမမဲ့မောတဲ့လူနှစ်သက်တဲ့လူမနှစ်သက်တဲ့လူခုခင်ဗျားတို့မှာခန္ဓာမှာနှစ်သက်စရာရှိလားအခုအာဟုသောအလုတ်တင်နေတာရှာကျွေးနေတာခန္ဓာကကြွေးကြိုးမွေးကြိုးနှက်ရလားဘယ်လောက်ကောင်းတာနဲ့ကြွေးကြွေးမသေးပဲနေမှလားသေမှလားသေပါဗျာကြွေးရင်ပြိုးလာသလားအိုးလာသလားသေချာသာစဉ်းစားဟင်သမင်းတစ်လုံးစားတိုင်းပြိုးလာသလားအိုးလာသလားအိုးလာရင်တော့
ဒီထမင်းစားတယ်မစားတယ်ထမင်းတက်နဲ့စားတိုင်းပြိုလာလားအိုသလားစဉ်းစားတိမ်မဲ့ပဲဝေးလာသလားနီးလာသလားထမင်းစားတာသေခြင်းလို့လားမသေခြင်းလို့လားမသေးခြင်းလို့စားရဆိုထမင်းတစ်လုံးစားပြီးနောက်တစ်လုံးစားရင်ပထမတစ်လုံးနဲ့ဒုတိယတစ်လုံးဘယ်ဟာသေမဲ့ပဲနီးတော့ဟာဒါမင်းဆက်မစားနဲ့ရက်ထားရှင်းမလားရက်ထားလို့ရသလားပြိုးလာလားအိုးလာလားဒါဖြင့်ထမင်းကျွေးရကျိုးရောနတ်သလားအာကုသို့ဖြစ်ပြီးရှာကျိုးရောကိုရှာထားတဲ့စီးစိမ်ကိုပိုင်သလားအလုံးကဖြစ်ပြီးရင်သေတဲ့ခါဒါတွေယူသွားမှလားထားပစ်ခဲ့မှလားကဲခင်ဗျားတို့နောက်ပါသွားမှာကမသိမ့်သေးဘူးအလကားချထားတာမဟုတ်ဘူးဒါဘာလို့ပြန်ပြောဥစ္စာဒနာပါမလားစီးစိမ်ယာရုအိုးရင်တိုက်တာသားတွေသမီးတွေဒါဖြင့်သိချစ်လာတဲ့ခင်မောတယ်မဘသူပါလာမလဲဘသူမှမပါဘူးပါမှာကသီလသမာဓိပညာရှင်းသလားဒါလေးကြိုးစားလိုက်တော့ဝင်ကိသကျွတ်တန်းဝင်သွားတယ်ဝါဒဇွဲတွေကျွတ်သွားတယ်ရှင်းသလားတို့ကလည်းဝါဒနောက်လိုက်ရမလားအဆုံးမနောက်လိုက်ရမလားဘုရားရှင်ဆုံးမထားတာဒီဝါဒတွေလားအမှန်တရားတွေလားလူသားအလုံးအတွက်မှန်တယ်ရှင်းသလားဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်မှန်တယ်ရှင်းသလားဒါဖြင့်ဘုရားရှင်သည်ငါတို့ဤပါလေယေရှုရှင်လမ်းပြသူဘာလို့လဲအဲ့တော့ငရဲသွားတဲ့လမ်းကောမရှိဘူးလားကိုဝင်ကိသအသက်သိထူသွားပြီးငရဲသွားတဲ့လူရှိတဲ့ပိဋ္ဌာသွားတဲ့လူရောဟာတခါတလိษံဖြစ်တဲ့လူရောနတ်ပြည်ရောက်သွားတဲ့လူရောဗြဟ္မပြည်ရောက်သွားတဲ့လူရောဟာနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်ရောဘယ်ဒါဖြင့်ဘယ်သွားကြမလဲဘယ်သွားကြမလဲနိဗ္ဗာန်ဆိုဟိန္ဒရာဟိုဘက်ကနိဗ္ဗာန်ပြောတာလားဟမ်ရှင်းသလားနိဗ္ဗာန်ဆိုတာဘာမရှိမှလဲခန္ဓာမရှိမှဘာမရှိမှခန္ဓာမရှိဖို့ဆိုရင်လောဘဒေါသမောဟကင်းမှပဲရောက်မှလဲရှင်းသလားကိုပြန်ပိုက်ရလားလောကမှာမြဲတာဘာရှိလဲဒါဖြင့်ဘာအားကိုးမလဲကိုအားကိုးမယ်ကိုဆိုတော့ခန္ဓာအတဘောကြီးလားဉာဏ်လားအဲ့ဒီဉာဏ်ရအောင်ဘာတွေအားထုတ်ရမလဲသီလသမာဓိပညာသိက္ခာပနေရလဲ300ဖြည့်ကျင့်ပြီးမှဘယ်ရောက်အောင်သွားမှာနိဗ္ဗာန်ဆိုတာအလိုလိုရောက်မှာလားအားထုတ်မှရောက်မှာလားရှင်းသလားဒါဖြင့်တရားရှိဘုသူအဆုံးမနဲ့နေမယ်ကဲဒါဖြင့်ဒီနေ့ဏီကုန်းချော့အောင်ဘုရားကိုဘာလို့ကြော့ရလဲဟုတ်ပြီဘယ်လိုကြော့မလဲကျေးဇူးသိပြီးမှကြော့မယ်ဒီမှာကြည့်ဝင်ကိတယဟန္တာလည်းဖြစ်သွားရောဘုရားထံကြာနာသွားပြီးတယ်ရှင်ဘုရားတဲ့တပည့်တော်သိတတ်ထားတဲ့ပညာတွေပေါ်မှာတစ်ချိန်ကအလွန်မာနကြီးခဲ့ပါတယ်ယနေ့ရှင်ဘုရားသင်လိုက်လို့တတ်အပ်တဲ့ပညာကတော့ဖြင့်တပည့်တော်တတ်ထားတဲ့အတတ်ပညာတွေဟာအရှင်ဘုရားပေးတဲ့အသိရဲ့အပုံ1000ပုံတပုံလည်းမမိဘူးအပုံ3,000ပုံတပုံလည်းမမိဘူးအလွန်ကျေးဇူးများပါတယ်ဗျာတဲ့တပည့်တော်ဝိဒုက္ခအပေါင်းကလွတ်ပါပြီအရှင်ဘုရားကြီးကျေးဇူးဂုဏ်ကိုပူဇော်ပါ၏ဆိုပြီးအနုအညွတ်အဲ့ဒီကြမှာကြော့လေဝင်ကိသဘလို့ကြော့လေကျေးဇူးသိအနုညွတ်ပြန်မပြောနဲ့လေဘယ်လိုကြော့လဲကျေးဇူးသိပြီးမှလိုက်လဲကြော့တဲ့အချိန်ဘုရားကလည်းဝင်ကိသကိုဘွဲတစ်ခုပြန်ပေးတယ်လျင်မြန်စွာအတတ်ပညာကိုသင်ယူတတ်တဲ့နေရာမှာဧတတဲ့ရှင်းသလားအဲ့တော့ဝင်ကိသသည်ဘယ်သူကျေးဇူးသိသွားလဲငကိုကတော့သူ့ကိုယ်သူမာနမကြည့်ဘူးလားသူ့ဝါဒအပေါ်မှာသူအထင်မကြည့်ဘူးလားအဲ့တော့လောကမှာဝါဒကတန်ဖိုးရှိတာလားအမှန်တရားကတန်ဖိုးရှိတာလားတကယ်တော့ကိုယ်ပိုင်ဝါဒဆိုတာရှိကောင်းသလားရှင်းသလားဝါဒနောက်ကိုလိုက်ရမှာလားအမှန်တရားနောက်ကိုလိုက်ရမှာအမှန်တရားနောက်လိုက်မယ်ဆိုဘယ်သူအဆုံးမနဲ့နေမယ်ဘုရားအဆုံးမတိုင်းဆိုသီလသမာဓိပညာဘယ်သူတွေကိုယ်တိုင်ကျင့်ရမှာကျင့်ရတယ်နော်
အဲ့တော့ဒီနေ့ပြည့်နေတဲ့သာသနာကြီးကိုပြင်သင့်မပြင်သင့်ဟုတ်ပြီပြည့်နေတဲ့လူမျိုးကိုကယ်သင့်မကယ်သင့်ဘာနဲ့ကယ်သီလသမာဓိပညာဘု து ကိုဘု து တာဝန်ယူပလိုက်ရှင်းသလား